ကျွန်တော်ဆက်ရေးခြင်းတော့ကြပြများကျွန်တော်ကြပြတယ်အနန္တောနန္ဒ၅ပါးဥထိလို့နေ့စဉ်ဝတ်ပြုခဲ့ရဖြည့်ခြင်း၅ပါးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်အမြဲတမ်းကောက်ယူသိသိခဲ့စိတ်အတူထွားများရဲ့အလွယ်အိတ်တစ်လုံးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်မျက်ရည်အတူများပျော်ဝင်စီးစင်းရာစင်တင်ပြဆက်တစ်ပုတ်လုံးတီးသွားအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ရေခဲတတာတွေကလက်ဆက်မှုမျိုးနဲ့ဝေးကလေးကတရားမကျပေါ်ချောင်းကောင်ဝမ်းပိုင်များအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ရည်ရွယ်ချက်တွေတစ်နေ့တစ်လုံးမှန်မှန်တောက်ပေမဲ့အာနိသင်ပြေခဲ့ရပြက်ကလေးရက်ဆွဲများအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်လမ်းမဘက်လှည့်ပြီးဖော်ရှိုးရိုက်ပြထားတဲ့စပားချိတ်ခွဲဆက်ရုံလေးကဖွဲပုံကြီးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်နေ့စဉ်ရေမချိုးပဲရေမွေးဖြန်းပေါင်တာရိုက်ဧည့်သည်တွေအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်တိရိတ်ဝါရိတ်ခိုးလုံရကန်းနဖူးပေါ်တစ်ပင်မခုံရဆိုင်ပုံနဲ့တင်ငုတ်တော်ကြီးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်တတ်မှတ်ထားတဲ့စီးပေါင်ပေါ်လွဲချုံမှုနဲ့လွတ်တင်လိုက်တဲ့တာဝေးအပြေးသမားတွေအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ဓာတ်ပုံစီးသားတဲ့ခန္ဓာတလောက်လက်တွေ့မြင်ခွင့်နဲ့ပွင့်ပတ်မစုံဥယျာဉ်ကြီးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်တမျောတစ်ခေါ်ကွင်းပြင်ကျဲပေါ်ဖြစ်မှတ်တဲ့အိမ်မြောင်တစ်ခုပျောက်ဆုံးနေကြပင်လေသားများအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်တက်တန်းရဲ့သုံးပုံနှစ်ပုံပိုင်ဆိုင်ခွင့်ရကြပြီမဲ့နှလုံးသားမြည်တမ်းခြင်းနဲ့အချစ်စစ်စစ်စားလောင်သူလူပြိုကြီးအပြိုကြီးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်အကြည့်ချင်းဆုံးရင်ခုန်မိတဲ့မျက်ဝန်းနဲ့ညှို့ဆုဖွယ်ကြပြတွေပါခြင်းပါမယ်ကျွန်တော်ကြပြတယ်နေဝီကြီးတရောတိုင်းပိုက်ကုံမိစားကလေးများနဲ့ကိုရက်ကင်သူငှက်ဖမ်းသမားအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ကောင်းကင်ဘော်ကတိမ်တွေကိုချိန်နဲ့ဆွဲချပြီးလာရောင်ရတာအပြေးဝခံစားနေကြသူလက်ပါကြတောကြောင်တွေပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ယုံကြည်မှုနဲ့ဘဝကိုပုံအော်ခဲ့16နှစ်မှလေးရဲ့နေရန်လေးဘက်ကစတစ်ကာကြည့်မှန်များအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်နှခမ်းမောင်းများစွာနမ်းရှုံနေကြလမ်းဘေးကဖီဆိုင်တွေကအင်္ဂလိပ်ချမ်းပကံတစ်လုံးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်အမှန်တရားကိုတခြိုက်မမတ်မွတ်သိခဲ့စိတ်တစယောဂတဲ့ရဲ့နိဗ္ဗာန်ရင်အကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်ဘိုးဘွားလက်ထက်ရွှေပေါ်များတည်နေခဲ့ရလက်ရှိနှပေါင်းဟောင်းလောက်နဲ့မိခင်အိုကြီးအကြောင်းပါခြင်းပါမယ်ကျွန်တော်ကြပြတယ်မိခင်အိုကြီးစီကြပြပါစေထုတ်ပို့လိုက်တဲ့ကျွန်တော်ခရီးတစ်ခုရဲ့25နှစ်တာမွေးနေ့စစ်တမ်းအကြောင်းပါခြင်းပါမယ်ဘာပဲပြောအမှန်တကယ်ကျွန်တော်ကြပြထဲမှာတန်တရားတိုင်းခရီးနှင်ကြဖို့ခန္ဓာကိုယ်ဘောကြီးတဲ့နေ့စဉ်လောင်စာဖြစ်နေကြတဲ့ဝတ္ထုစင်တွေအကြောင်းပါပဲလူစောတဲ့